အစောကြီးတဲ့စူးစမ်းလုပ်ထားလေဒကမာကြီးတယောက်ဆိုဘယ်တော့သေးကြတယ်တင်လဲတရားစခန်းကိုကြိုးဝင်တယ်ကြိုးအားထုတ်တယ်တရားတွေနားတယ်ဟိုခေတ်ကကက်ဆက်ခေတ်ဆိုတော့ကက်ဆက်ခွေတွေဝင်ထားတယ်သူကအလုတ်လုတ်ချိန်လုံးတရားနာချိန်နာတရားအထုတ်ချိန်အထုတ်အဲ့လိုနေတာသေမဲ့နေကြတော့သူ့ကိုယ်သူရိပ်မိတယ်သမီးတဲ့ဒီနေ့အမေဈေးမရောက်တော့ဘူးနော်တဲ့သမီးအမေကိုအပေါ်တင်ပေးဟိုသမီးကဈေးရောက်နေတဲ့အမေပြုစုတာဆိုအမေကိုပေါ်တင်အပေါ်မှာအဲ့ရပြင်လိုက်ပြင်ပြီးတော့အပေါ်ဓာတ်ကိုတင်ပေးအပေါ်ဓာတ်တင်ပေးပြီးတော့ကက်ဆက်လေးတစ်လုံးနဲ့ဆရာတော်တရားဖွင့်ပေးနော်တဲ့ကက်ဆက်ရက်သွားရင်လာဖွင့်ပေးအမေကိုနေသာလားဘာညာလာမမင်းနဲ့နော်အမေတရားနာဖို့တရားအားထုတ်ဖို့အဲ့တော့ဝိပဿနာအလုပ်ပေးတရားရှုတတ်အောင်သင်ပေးတဲ့အလုပ်ပေးတရားတွေဖွင့်ပေးအမေအားထုတ်နေမယ်နေသာလားဘာညာလာမမင်းနဲ့ကက်ဆက်ရက်သွားလို့ရှိရင်ခွေလာလှက်ပေးခွေသစ်ထက်ပေးအဲ့ဒါပဲသမီးလုပ်ပေးအဲ့လိုပြောတော့သမီးကလည်းပါတယ်အိမ်ကိုလူနာမေးလာတဲ့လူတွေတောက်မှအပေါ်တက်မခံဘူးအမေအခြေအနေဒီလိုရှိတယ်အဲ့တော့အောက်မှာပဲကျွန်မအခြေအနေပြောပြပါမယ်အပေါ်မတက်ပါနဲ့အမေအာယုံရှုပ်မှာဆိုလို့သမီးလည်းတော်တယ်အဲ့ဒါလာတဲ့လူကိုဧခံအောက်မှာပဲလက်ဖက်သုံးနဲ့ဧခံပြီးတော့စကားလေးပြောပြန်လို့နည်းနည်းနိုင်ဝက်ဟိုတုန်းကတနာကြီးခွေတွေကိုနိုင်ဝက်ကြလို့ရှိရင်အပေါ်တက်ကြည့်ကက်ဆက်လေးလှည့်ပေးလိုက်သူ့အမေအသက်ရှူနေသေးတယ်တရားမှတ်နေတယ်ငြိမ်းနေတာပဲနောက်ကြတော့နေ့လယ်ပိုင်းတက်ကြည့်လိုက်တော့အမေအသက်မရှိတော့မျက်နှာလေးက तू ကပြောပြတယ်ဘုံဘုံဗျာတဲ့ပြုံးသေးဆိုတာတကယ်ရှိတာနော်တဲ့အမေသေးတဲ့အချိန်သွားကြည့်တယ်မျက်နှာလေးကိုပြုံးတာပဲတဲ့အဲ့တော့တရားအာယုံလေးနဲ့အရင်တည်းကလှုပ်ထားတဲ့သေကန်ကြီးဘယ်ဘုန်းကြီးမှမပင့်မနေတော့ဘူးသူတရားလေးနဲ့သူရှုပွားပြီးတော့ပြင်ဆင်ပြီးသေသွားတာအသေးမကောင်းလားကောင်းလားကောင်းတယ်နော်အဲ့တော့အဲ့သုံးမျိုးထဲမှာကိုတကယ်ရွေးထားမှာဘယ်မျိုးလဲတတိယသုံးခုမြောက်မျိုးနော်တတိယကိုရွေးထားမှာအဲ့လိုဖြစ်အောင်ကိုကြိုးစားရမှာသေကန်ကြီးမှာအဆင်ပြေမပြေပြောလို့မရဘူးဘုန်းကြီးပင့်ရမရပြောလို့မရဘူးနော်ကိုနဲ့အဆင်ပြေတဲ့ဘုန်းကြီးပင့်လို့ရမရလဲအဆင်မပြေဘူးအဲ့တော့နာပြီးတရားပြန်ရှုတာစောစောတည်းကပြင်ထားပြီးတော့သေကန်ကြီးပြန်ရှုအဲ့လိုဖြစ်အောင်လုပ်နော်အဲ့တော့ဒါဟာစောစောတည်းကလုံမှာအဲ့တော့လူတွေမှာမိသားစုရှိတယ်မိသားစုကဏ္ဍလည်းလုပ်ပေးပါလုပ်ပေးပြီးတော့ကိုယ့်အတွက်လည်းကိုကြိုးစားလုပ်ကြိုးပြင်ထားလို့ပြောတာမိသားစုဆိုအချိန်တွေပေးပြီးတော့ကိုယ့်အတွက်အချိန်မပေးရင်သေကန်ကြီးကြမှာအဲ့မိသားစုအာယုံစွမ်းလန်းမှုတွေနဲ့ပေးရင်ဒုက္ခများမှာအဲ့တော့တချို့ဟာတွေကကန်ရှိလို့ဆုံရတယ်ဆုံတော့မှကောင်းအောင်လုပ်ပေးမယ်တနေ့ကန်ကုံတော့ခွဲကြရမှာသူ့လဲတလန်းသွားငါလဲတသန်းသွားမယ်ဟာဆိုတော့ဆုံတော့မှကောင်းကောင်းလုပ်ပေးလိုက်မယ်အရန်မစွဲတော့နော်သားသမီးစွဲရင်လည်းသားသမီးကြောင့်ဒုက္ခရောက်မှာပဲမိဘစွဲမိဘကြောင့်ဒုက္ခရောက်မှာညီကောင်မနှမစွဲညီကောင်မနှမကြောင့်ဒုက္ခရောက်မှာအဲ့တော့ဆုံတော့မှအကောင်းဆုံးဖြစ်အောင်လုပ်ပေးလိုက်တတ်နိုင်သမျှသီးခံကိုတတ်နိုင်တဲ့ကောင်းတာလေးတွေလုပ်ပေးသေကန်ကြီးမစွဲနဲ့နော်မသေးခင်လည်းမစွဲပဲနေတာပိုကောင်းတယ်ပေါ့မေတ္တာနဲ့ချစ်ပြီးတော့ဆောက်ရှောက်ပေးတာကောင်းတယ်လေတဏှာနဲ့စွဲပြီးတော့ငါသားငါသမီးတန်ရောစင်နှောက်ဖွဲ့ကြိုးတွေနဲ့တအားဒုက္ခရောက်တတ်တယ်အဲ့တော့ဒီအစွဲတွေကိုတတ်နိုင်သမျှဖြုတ်ချပြီးတော့နော်ပြီးတော့ပူလဲပူလောင်နေတော့အဲ့အစွဲတွေကကိုဖြစ်ချင်တိုင်းမဖြစ်ရင်လောင်နေရောနေစဉ်မှာလဲဆင်းရဲတယ်သေကန်ကြီးကြတော့အဲ့အစွဲတွေကြောင့်တချို့ဆိုလို့ရှိရင်တခါသားသမီးကဆိုးလို့ရှိရင်မိဘစိတ်မချနိုင်စိတ်မချနိုင်တဲ့သေကန်ကြီးတဖွားဖွားဟဲ့နင်တို့အငယ်ကောင်လေးပြစ်မထားနဲ့နော်အငယ်ကောင်လေးပြစ်မထားနဲ့နော်တဖွားဖွားနဲ့ပြောရင်းနဲ့သေသွားတဲ့လူတွေရှိတယ်အဲ့ဒီလူလဲဘယ်လို့မှအာယုံမကောင်းနိုင်ဘူးလေသေကန်ကြီးဒီသားသမီးကြောင့်အဲ့တော့သားသမီးဆိုတာမချစ်အောင်မဟုတ်ချစ်ရမယ်တိုးတော့ပါလေမစွဲနဲ့ပြန်ပြောနော်မချစ်အောင်မဟုတ်ပါလေချစ်ရမယ်ဘာမလုပ်နဲ့မစွဲနဲ့သေကန်ကြီးမှာကိုတရားနဲ့ကိုသေနိုင်ဖို့အတွက်နာပိတရားပြန်ရှုပွားသေညာတစ်မျိုးတည်းဆိုနံပါတ်3နဲ့သေနိုင်ဖို့အစောကြီးတည်းကပြင်းလို့နော်ကဲဘာတရားလဲနေရေးထက်သေရေး